Hey, you real piss baby. You think you're so fucking cool, လူ huh? ငယ်တွေကြားမှာအရန်ခစ်စားနေတဲ့အတန်ဆန်းဆန်းတွေအော်တိုကျွန်းတွေအလွန်ကျွံသုံးထားတဲ့တခြင်းတွေကိုကြားပူးကြမှာပါအဲ့ဒီဂီတအမျိုးအစားကို Hyperpop လို့ခေါ်ပြီးဒီဂီတရဲ့ထိပ်သီးအဖွဲ့ကတော့ 100 Jacks ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့သူတို့ဘယ်လိုစတင်ခဲ့တယ်လဲဘယ်လိုအောင်မြင်လာတယ်လဲဆိုတဲ့အကြောင်းတွေကိုပြောပြသွားမှာပါ100 Jacks ဆိုတာ Dylan Brady နဲ့ Laurel Liz တို့နှစ်ယောက်ပေါင်းဆက်ထားတဲ့ American musical အဖွဲ့တစ်ခုပါ Dylan Brady သူကတော့ production ဘိုင်းမှာ Paramission တစ်ယောက်ပါ Saint လို့စလာတာဖြစ်ပြီး Tara Jacks မတိုင်ခင်ကတည်းက underground electronic music လောကမှာနာမည်ရှိပြီးသားပါ Laurel Liz သူမကတော့တေးရင်းနဲ့ producer တစ်ယောက်ဖြစ်တယ်လို့ Osno One ဆိုတဲ့နာမည်နဲ့လည်းတကူတော့အမှုပညာလှူရှားမှုတွေရှိခဲ့ပူပါတယ်သူတို့နှစ်ယောက်ဟာ2012ခုနှစ်လောက်မှာ Saint Louis က house party တစ်ခုမှာစတင်တွေ့ဆုံခဲ့ကြတာပါအစပိုင်းမှာတယောက်နဲ့တယောက်အလုပ်တွေကုလုပ်ပေးရင်းကနေ2015မှာတော့ 100 Jacks ဆိုတဲ့အမည်နဲ့အဖွဲ့ဖွဲ့ခဲ့ကြပါတယ်သူတို့ရဲ့အောင်မြင်မှုကတညာရင်းချင်းဖြစ်လာတာမဟုတ်ပါဘူး2016မှာသူတို့ရဲ့ပထမဆုံး EP ဖြစ်တဲ့100 Jacks ကိုထုတ်ခဲ့ပေမဲ့တိတ်ပြီးလူမသိသေးပါဘူးသူတို့ကမြို့နဲ့မြို့ Saint Louis နဲ့ Chicago မှာခွဲနေကြတာမို့ online ကနေပဲ file တွေပို့ပြီးတချင်းဖန်တီးခဲ့ကြတာပါသူတို့ရဲ့ပထမဆုံး album ဖြစ်တဲ့1000 Jacks ထွက်လာတဲ့အခါမှာတော့ internet တစ်ခွင်လုံးပေါ်လို့ရိုက်သွားပါတယ်အထူးသဖြင့် Money Machine ဆိုတဲ့တချင်းဟာ TikTok နဲ့ main လောကမှာဘာတော့ဖြစ်သွားပြီးသူတို့ကိုလူသိများစေခဲ့ပါတယ်100 Jacks ဟာအခုဆိုရင် Generation Z တွေရဲ့ဂီတပုံစံတစ်ကိုပေါ်ဆောင်နေတဲ့အဖွဲ့ဖြစ်နေပါပြီသူတို့ရဲ့တခြင်းတွေကထူးဆန်းနေပေမဲ့ဂီတလောကမှာတော့ game changer တွေလို့ပြောလို့ရပါတယ်။တင်ကော100 Jacks ရဲ့တခြင်းတွေကဘယ်တခြင်းကိုအကြိုက်ဆုံးလဲ comment မှာပြောသွားပေးပါဦး။